graphic designer တယောက်အတွက် logo ဈေးနှုန်းသတ်မှတ်ခြင်းဟာအခက်အခဲဆုံးအပိုင်းတွေမှာပါပါတယ်။ဈေးများရင်လည်း client ပြေးမှာကြောက်ရတယ်လို့ဈေးနှဲပြန်ရင်လည်းကိုယ့်ရဲ့ပင်ပန်းတာနဲ့မတန်တာမျိုးဖြစ်တတ်ပါတယ်။မင်္ဂလာပါကျွန်တော် Quiz ပါ။မြန်မာပြည်က designer တွေအတွက်လက်တွေ့ကြကြအသုံးချနိုင်မယ့်ဈေးနှုန်းသတ်မှတ်နည်း view ဟာ3မျိုးကိုကျွန်တော်ဒီဗီဒီယိုလေးမှာအကြံပေးပါရစေ။နံပါတ်1 time based pricing အချိန်ပေါ်မူတည်ရေးတွက်ချက်ခြင်းဒါကခုမှစလုံးမဲ့ဒီဇိုင်နာတွေအတွက်အယိုးရှင်းဆုံးနည်းလမ်းပါခင်ဗျားဒီ logo တစ်ခုရဖို့ဘလောက်အချိန်ပေးရမလဲဆိုတော့ကိုတွက်ချက်ရပါမယ်ဒီဗီဒီယိုကိုအဆင့်အနေနဲ့ပြောရမယ်ဆိုရင်တော့အဆင့်တင်ခင်ဗျားရဲ့တနားရီလောက်အားကကိုသတ်မှတ်ပါဥပမာတနားရီ9000ကျပ်ဒါမှမဟုတ်1000ကျပ်အဆင့်နဲ့လုပ်ငန်းစဉ်အလိုက်အချိန်ခံမှန်းပါResearch and sketching က2နာရီ digital designing က4နာရီ revision ပြင်ဆင်မှုက2နာရီစုစုပေါင်းဆိုရင်8နာရီ8နာရီကို1000ကျပ်နဲ့မြောက်8000ကျပ်ကျသင့်ပါမယ်နောက်တစ်နည်းနဲ့ပြောရမယ်ဆိုရင်တော့ package basic pricing package လိုက်ဈေးနှုန်းသတ်မှတ်ခြင်းပါဒါကမြန်မာနိုင်ငံမှာ client တွေနဲ့အဆင်ပြေဆုံးနည်းလမ်းလို့ပြောရပါလိမ့်မယ်ရွေးချယ်စရာ package 3မျိုးလောက်ထားတာက client တွေအတွက်လည်းပိုပြီးလွယ်ကူစေပါလိမ့်မယ်နံပါတ်3 value based pricing တန်ဖိုးပေါ်မူတည်ရေးသတ်မှတ်ခြင်းဒါကတော့ professional designer တွေသုံးတဲ့နည်းပါ logo ကိုဘယ်သူအတွက်ဆွဲပေးရတာလဲဆိုတာကိုကြည့်တာပါလမ်းဘေးကလက်ဖေးဆိုင်အသေးလေးတွေသူတို့အတွက် logo ဟာရိုးရိုးရှင်းရှင်းနဲ့မှတ်မိလွယ်ဖို့ပဲလိုပါလိမ့်မယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ဈေးနှုန်းသက်သာမယ်ပေါ့ company ကြီးဒါမှမဟုတ်လုပ်ငန်းခွင်များစွာရှိတဲ့ brand ဒီလို brand ကို sign board uniform ကားတွေပေါ်မှာလည်းသူတို့ကသုံးမှာဖြစ်လို့ဒီ logo ရဲ့တန်ဖိုးကအများကြီးတန်ပါတယ်ပြောရမယ်ဆိုရင်တော့ဈေးပိုမြင့်မယ်ပေါ့ဗျာဈေးနှုန်းသတ်မှတ်ရာမှာထည့်သွင်းစဉ်းစားရမယ့်အချက်တွေကိုလည်းကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ် portfolio ခမည်းလက်ရာကအရန်ကောင်းနေပြီဆိုရင်ဈေးကွက်ပေါက်ဈေးထက်ပိုပြီးတော့တောင်းဖို့မမေ့ပါနဲ့ revision ပြင်ကျင်တဲ့လောက်အလကားပြင်ပေးမယ်လို့ဘယ်တော့မှမပြောပါနဲ့အချိန်ရင်ကန့်သက်ထားပြီးပို့လာရင်တစ်ချိန်ကိုဘလောက်ဆိုတာရှင်းရှင်းလင်းလင်းကြိုပြီးပြောထားပါအားချက်2ရက်အတွင်းအပြီးလိုချင်တယ်ဆိုရင်ဒါမှမဟုတ်3ရက်အတွင်းပြီးလိုချင်တယ်ဆိုရင်ဒီဇိုင်းကားကို 20% ကနေ 50% အထိထပ်တိုးပြီးတော့တောင်းပါနောက်ဆုံးကတော့ usage ပါအသုံးပြုမှုပါဒီ logo ကိုမြန်မာပြည်တွင်းနေမှာကနိုင်ငံတကာအထိသုံးမှာလား copyright မူပိုင်ခွင့်မှာရောင်းမှာလားဆိုတာပေါ်မူတည်ပြီးတော့ဈေးနှုန်းကွာခြားနိုင်ပါတယ်နောက်ဆုံးအနေနဲ့ကြံပြုပေးရမယ်ဆိုရင်ဈေးနှုန်းကဘလောက်လဲလို့မေးလာရင်ချက်ချင်းစီမပြောပါနဲ့အောင်သူတို့ရဲ့လုပ်ငန်းကြောင်းအရင်မေးပါပြီးမှဒီလုပ်ငန်းအတွက်ဒီလို package မျိုးကအကိုက်ညီဆုံးပဲလို့ညွှန်ပြပြီးတော့ဈေးပြောပြတာကပို့ပြီးတော့ခင်ဗျားကို professional ပို့ပြီးစံပါလိမ့်မယ်ဒီဗီဒီယိုက designer တွေအတွက်အသုံးဝင်စေမှာကျင်းတည်တာမို့စေးလောက်ထားဖို့မမေ့ပါနဲ့ see you